ကအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့မနေ့အတွက်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ဒါလည်းကျွန်တော်လည်းအလုပ်နဲ့အားနေတာနဲ့ဒါစောစောလေးတော့တင်ပေးလိုက်ပါတယ်ဗျာနော်ကျွန်တော်မိတ်ဆွေများအနေနဲ့တော့ဒါကျွန်တော်ဂရုမှာတင်ပေးတဲ့အတိုင်းပဲတင်ထားပေးခြင်းဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဂရုနဲ့နဲ့ကို free နဲ့ကိုတိတ်တော့မခွဲဘူးဂရုနဲ့ free နဲ့ကိုကျွန်တော်ကဒါပတ်တီရဲ့မွေးခွက်ပဲကျွန်တော်ခွဲထားတယ်ဥပမာကျွန်တော်မိတ်ဆွေတွေကကျွန်တော်တို့ဒီအပေါ်မှာ YouTube မှာကြည့်လိုက်လို့တကယ်လို့အဆင်ပြေသွားတယ်ကျွန်တော်လည်းကန်ဆက်တယ်ထင်လို့ရှိရင်တော့ဝင်လာခဲ့ပေါ့ဗျာနော်ကျွန်တော်ကတော့ဒါတစ်ပတ်လုံးသာမမာကြီးက3000ပါကျွန်တော်ကဒီ group နဲ့ YouTube သမားနဲ့ကိုနေ့တိုင်းကိုမခွဲတာကဥပမာကျွန်တော်တွက်နေရကျွန်တော်ရတဲ့ဟာလေးတွေကိုတော့ဒါကျွန်တော်ကတော့ဒါအကောင်းဆုံးလေးပဲကျွန်တော်ပေးခြင်းလို့ဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မန်မာဝင်မှုမတက်နိုင်တဲ့အတွက်သူတို့မှသူတို့ YouTube မှာကြည့်ပြီးတော့ဈေးဘိုးလေးကစားတဲ့လူတွေအတွက်ကတော့ကိုကမဟုတ်တဲ့ဟာတွေပေးလို့ရှိရင်လေသူတို့ကအဲ့ဒါတွေထိုးပြီးတော့အစင်မပြေဘူးဖြစ်သွားလို့ရှိရင်လေကိုလည်းမကောင်းဘူးဗျာနော်အဲ့ဒါကြောင့်ကျွန်တော်ကဒီလိုမျိုးလေးတင်ပေးခြင်းဖြစ်ပါတယ်အဲ့ဒါလေးကိုတော့နားလည်ပေးပါဗျာနော်အရင်တစ်ပတ်ကတော့ကျွန်တော်တို့ဒါပတ်တီတွေကတော့အင်္ဂါနေ့ညနေလောက်တော့ဆင်းပါတယ်မိတ်ဆွေများအနေနဲ့ဒါတကယ်လေကိုက3000ကလည်းမများဘူးပတ်တီကလည်းကိုနည်းနည်းပါးလိုက်ထိုးကြည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ခုံ93599356ရဲ့ Fiber Telegram မှာလာဟိုင်းပေးပါဗျာနော်ကျွန်တော်ဒီကပတ်တီနဲ့မွေးခွက်တွေကတော့ဒီတစ်ပတ်ကတော့အင်္ဂါနေ့ညနေမှာတင်ပတ်တီနဲ့မွေးခွက်အကောင်လုံးဆင်းနိုင်အောင်စူးစမ်းထားပေးပါတယ်မိတ်ဆွေများအနေနဲ့အင်္ဂါနဲ့တနင်္လာ2ရက်မှာတကယ်လို့ကိုကပတ်တီနဲ့မွေးခွက်တကယ်လိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ခုံ93599356ရဲ့ Fiber Telegram မှာလာဟိုင်းပေးပါဗျာနော်ကျွန်တော်တို့မနက်ဖြန်အတွက်ကတော့ကျွန်တော်ကတော့၄လုံးမိုင်ကိုကြိုက်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့တိုင်းမှာကျွန်တော်တို့မထီမပေါက်ကြီးကကျွန်တော်တို့4938ကမထီမပေါက်ပါပဲအဲအကြောင်းမိတ်ဆွေများအနေနဲ့လုံးဝရှိရင်တော့4938နဲ့ပဲကတ်ထိုးပါတကယ်လို့ပတ်တီကိုကတကယ်မန်ပါဝင်မှုအခက်အခဲရှိတယ်ဆိုလို့ရှိရင်တော့မနက်ပိုင်းနေ့ခဏဆောက်ပြီးပါမနက်ပိုင်းစိတ်နဲ့ကဏ္ဍလေးကိုအခြေခံပြီးတော့ကျွန်တော်ဒါညနေပိုင်းမှာကျွန်တော်ဟုတ်တခုမကြောပတ်တီလေးကျွန်တော်ထပ်ပြီးတော့လုပ်ပေးပါမယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ